တွေကဖျားဘူးသွားတယ်တဲ့ကျော်ရေကောင်မလေးကြည့်ကြည့်ပါတနကတွေးရောမနိုင်ကြလို့နားလေးပါ来闹啊！下流的吧？တနခါလေးပြီးသွားပြီဆိုရင်မိုင်စပင်းလေးကျွတ်တော့စပင်းလေးကျွတ်တော့ပါဆရာလေးစပင်းလေးကျွတ်တော့ပါမိုင်စပင်းလေးကျွတ်တော့အောင်နော်ပြီးအေးနေနောက်အေးပါပဲနော်ဒါ6မှာပေါ်လာမှာလေ卡威。ဟုတ်တယ်ဒီတစ်ခါလေးနဲ့ညင်တယ်လို့ပဲဒီနေ့ကတော့မျောစင်ကိုမျောဒီတော့မျောစင်တက်တာလေအရင်မမြင့်တယ်လို့ပဲအရင်တော့မျောစင်တက်အရင်မြင့်တယ်လို့ခံစားရဟမ်အခုတစ်ခေါက်မကတော့ဘူးလေနေရိုးဝိုင်းမျောစင်ရိုးဝိုင်းဆိုတော့ရှင်းကန်လေးဟုတ်ပြီ vegan juice ကိုယ်တိုင်တောက်ရရခွက်လေးနဲ့မရောရှက်ရှက်ရောပါရှင်တရားမဖတ်တိုင်းရတယ်ဘယ်လိုပြရမှာလဲကဲကိုယူကိုတာဝင်းနာဆိုင်မော်မနေဘူးဘူးကောင်းတယ်နော်ဒါမှလည်းဒီဘာပေါ်ပါမှသွားတော့ဒီလိုမျိုးအရတာပဲသိလားစီဖူးလေးတွေရှိပါရှင်အဲ့ဒါဘူးနဲ့ဖြော်ထားရလားမသားဘူးစီတော့နဲ့အဲ့အနေမှာစားလေးနဲ့ထည့်ပြီးဖြော်ပါဒါကကြောက်ဘဲဥခွန်နဲ့လှုပ်ထားတဲ့ရုံးတယ်တဲ့မှန်လေကြည့်မိုက်တယ်ကဆွဲကြိုးကုန်ပြီဒီနေ့ဆို8ရက်မြောက်နေတာ9ရက်မြောက်နေတာကုန်ပြီကျမတို့ကတော့ပထမရက်တော့ပါပါဘိုင်ဘိုင်မတော်သေးဘူးလေမတော်သေးဘူးအခုမှစနာနောက်မှတော့ကောင်းဝင်တဲ့ခါရိုက်ကောင်းဝင်တဲ့ခါရိုက်သွားလိုက်
ကဲနောက်ဆုံးတော့ပကံရောက်ပါပြီရှင်မောလိုက်တာ ခဏအပြင်မှာချွတ်လိုက်ဒီအောင်ခဏရှိ မနေ့ကညနာတစ်ပြီးရရှောက်ပတ်နေတာအခုမှပဲအခန်းပြန်ရောက်တော့တယ်ခဏနားလိုက်ပါဦးမရှင်ပြီးပြီလား မရလေးပါလာတော့အဲ့လိုပါမရဲ့အဲ့လိုပါ ဒီနေ့နှစ်ယောက်ကလေမဘောင်းမီစင်တူဖြစ်နေတယ်နော် အာဝီ ဟိုမှာဂျပန်စင်ဂျပန်ပကံစင်လေးနဲ့ ကန်စင်လေးနဲ့သွားမှဖြစ်ပါတယ် သိလား နော် ဟာတကယ်ကိုအဲမလို့လားသိလားအခုထိကိုအနှွေးတယ်မချော့ရတယ်ဒီမကြည့်ပကံမှာဘယ်လောက်အေးလဲမအေးလဲဒီနေ့ကတော်တော်အေးပူ ဒီမှာသားစားပြလာကြရှူတယ်မှာသားစားမလားမြေဝထမင်းသားစားမလား စားချင်တဲ့နေရာမှာစားပါ ဟိုတခါပါလေ ကျန်တာဖက်ခိုင်းနေတယ် ဟမ် ရခက်လေးနဲ့ အေးရခက်ခိုင်းတယ် အရှူတယ်မှာ ဒီတော့မှာ အားရပွဲအားရပွဲ အဲအသေးလေးကနည်းနည်း action နေတာလားမသိဘူးဘက်က တိုက်စားလိုက်လား စားမယ်နော် ဟာ ဘယ်ပါမှာလဲ ဟမ်ဝပုံးရဲ့မဲနှက်ရဲ့ ဘာရေးလို့စား စားလိုက်လား ဘပုံးနဲ့ မဲနှက် ဘာလဲကျုပ်လား မကဒီနေ့အမဲနဲ့စားမှာအမဲနဲ့ ဟမ် အမဲနဲ့စားမှာ မဲနှက် ဒါလေးတော့ပြောလိုက်အဲဒါမှမကြည့်ဘူးဘဲဦးကို ဒီဘဲကိုမစား ပြန်ပြောင်းလို့ရတာ စားပါအောင် ကိုင်းရအောင်မကိုင်းဘူးကိုင်းရဘူး ဆက်ချက်ပါ ဘာဝမကြီးဘာဝမကြီးရေစစ်စစ် တုံးတူတယ်ဟိုမှာတုံးတူတဲ့ကောင်လေးတယောက်ပါလာတယ်မဟိုမှာဘရောင်းတုံးမဟုတ်ဘလက်တုံးငါတို့ဝိုင်းဆောင်မယ်ပါနေကြတယ် ရပိုင်နဲ့စား 对呀， အဲ့တခါအရင်ရိုင်းတာ 好好好，马上我都想玩手机。 ကိုင်းရတယ်အဲ့ဒါပဲရမ်းလို့လား ဒီလိုတော့ဝါလာကောအဲ့လိုတော့ဝါလာ နည်းနည်းထိုက်တော့ဝါတယ်ရေက မလေးခွတ်တစ်ခွက်ပဲ 啊，别过 ဆက်ခနဲ့ထက်လိုက် အေးဘလို့တော့ရဲ့ ရရ ရရေကလေးနဲ့တောက်ကြရ လေကိုဂိတ်တယ် 就过去。 နည်းနည်းများပါရဲ့ 你叫的不要，妈也拿来咋的？我推荐过的。那不要妈的，妈的你。 ပြီးရင်စား 为的啥？ ဟောင်းတယ် 先买一个机票， အလုံးအနှစ်ကြ 够吗？ နဲ့သွားပြီးတော့ 哦，对了，你来你家的。 ဒီနေ့ဒီရက်ပိုင်းမဲမဲလေးပဲတွေ့နေရတယ်ဟောခွေးလေးတွေက 啊，那咋？对了。我咋对了呢？跟人对。 မလှတော့တနခါပေါ် ဟွန်း တနခါသိမပေါ်သေးရ မချောက်သေးလို့တနခါမချောက်သေးလို့အဲ့ပကြီးကမနစ်ကဝယ်ထားတယ်ဒီနေ့ကစားအောင်ပဲပေါ့ မ
ဟုတ်တယ် လက်ကိုထိုင်းပြပါတယ် အဲ့ဒါပိတ်တယ် ရေလေပြိုးနေတယ်ဆို အဲ့ဒါပိတ် မနေ့ကတော့ဟောပဲပိတ်တယ်ပိတ်တယ်တဲ့ကြော်လိုက်မသွားရင်တို့ခေါ်ကြော်လိုက်တော့မယ်အဲ့နားမှာလည်းထိုင်းလို့ကောင်းတယ် ဘယ်လိုလဲငါဖျားမရှိတော့ ပကန်းပဲရည်တို့ကြော်လည်းဟိုအောက်ဆင်းမှာပေါ့မရဲ့ဒီလားပကန်းလူတွေကဖျားဘူးသွားတယ်တဲ့ပြန်လာရ ရပဲဖျားသွားလဲမသိဘူးရန်ကုန်လူရတော့ပကံဖျားဘူးလား ပကန်းဖျားဘူးလာတာ ပကန်းလူတွေရန်ကုန်ဖျားဥစား ပကန်းလူတွေပကန်းမရှိဘူးကဲတော့တော့ပဲကျမ်းမတက်ပြီးတော့တန်းရင်တောင်းပါရဖုန်းကရန်နေဖြစ်ကုန်မလားနားမှာတော့ဖုန်းလေးဟုတ်လားဒီမှာဒီမှာခေါ်ရမှာ လောက်လူရောက်လား ငါမင်းရန်ကုန်ခေါ်ရမှာလား အကြောက်တယ်မဟုတ်ဘူးလားမလေးဒီစေးနေအောင်ပြောရမဟုတ်ဘူးဒီမှာရေးဖို့ကြောက်တယ်ဟုတ်တယ် ကျောင်းနေမရောအေးအရက်ဆောင် ဟမ် ကျောင်းနေမရောရှင်းမ ဒါနဲ့ရေးရမှာတော့ကြောက်တယ်မဟုတ်ဘူး နေနေကြီးရဒီအောက်တယ် တတိယကြီးကြီး ဆရာသမားရွေးပြီးတယ်နော်အဆရာသမား မမလေးယူရမလဲမမဘာလေးယူရမလဲအန်တီဘာလေးယူရမလဲအဲ့ယူပြီး မင်းကလေးဆိုတော့ဘာယူရမလဲ အာနှစ်ခုမယူတစ်ခုပဲယူမှာ ဒါကြီးရက်ဒီလိုကြီးရက် တစ်ခုပဲယူမှာတစ်ခုပဲ အော်ရ တော့နှစ်ခုတော့မတက်နိုင်တစ်ခုပဲ မင်းကလားလို့ အဲ့ဆိုရန်ကုန်ခေါ်ရမယ်ကွာ မထောင်းလို့မထောင်းပေးတာမထောင်းပေးမယ်ငါ့ကိုယူပါ ဟာ နှစ်ခု9000ယူလို့ပြောရတယ် ဟုတ်တယ်ဟုတ်တယ်မ အေး ဟောအဲ့ဒါမယူပါဘူးဟော အေး ဘယ်လိုရအောင်လို့ ဟောအေးအေး အောင်းမကြည့်အောင်းမကြည့် အဲ့ဒါစေးတယ်ပေး ဒီတော့မကြည့် အော်စေးတယ်ပေးလေးစေးတယ်လှတာလေးပေး အမကြီးနေဆောင်ဘူးဒါမကြီးနေဆောင်ဘူးကြီးဒီအမေ အော်မိုင်းနဲ့မဆိုင်ဘူးတဲ့သူနဲ့ပဲဆိုင်တယ် အေးချက် ဘယ်တော့ဘယ်လိုထက်တော့ဘယ်လိုထက်တော့ နောက်ဖောက်နောက်ဖောက်နောက်နောက်အမီးဆက် ဟာလား နောက်ဟိုအရေးဒီလား မီချင်းနဲ့ချိုးတာ နောက်အမီး ဆွေးရကြီးဆွေးရကြီး ဖုန်ရှင်နေရ အေးကြော်ရည် ဆက်ဆက်နေဝင်ချိန်လေးပါရှင် ဒီဝီချင်းလေးတူရှိခဲ့ဘူးတဲ့တော့ရှိတော့အမလာနေဒီဟိုမှာလူတွေကနဲတာကိုကိုရောက်ကိုထိုး လူတွေကြည့်ရော ကဲခီး ဒါတော့အစောကြီးလာပေါ့ မနေ့ပြန်ကြရင်အစောကြီးဘောလုံးသားပြီးတော့ကြည့်မယ်စီးမှာမဟုတ်ကြည့်မယ် ဘာလို့ဒီနေ့ကတော့ပကံဒီတူလေးပါရှင်ဒီနေ့ကလေမနေ့4နာရီခွဲပဲရှိသေးတယ်သူကကျမရဲ့အကူဝယ်ရင်လေးရိုက်မှာဆိုတော့မနေ့စောစောလေးထားပြီးတော့သူ့မျိုးသမီးကိုသွားပြီးတော့ပြင်ပေးရမှာပေါ့နော်အဲကြောင့်မလို့ဒီနေ့လေးခွဲထားလိုက်တာပါမနေ့အစောပုံလေးဒီနေထွက်ချိန်လေးနဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်ဒီဘက်မှာလည်းတော်တော်လေးမလာတယ်ပေါ့နော်နောက်တစ်ခုကလေအခုဒီတလပိုင်းကိုပကံလာမဲ့သူတွေလေအနွေးရထူးထူးလေးဝေးယူလာခဲ့ပေါ့နော်ကျမဆိုရင်ကြည့်ရောအခုဒီမှာအနွေးရအခုဒီနှစ်ထပ်နဲ့အရင်အေးကိုကပဲအေးတယ်မခံနိုင်လို့တော့မသိဘူးပေါ့ဒီမှာအခုကျမတို့လာတဲ့တလပိုင်းမှာလေတော်တော်လေးကိုမှအေးတာခြေထောက်ဆိုလည်းအမှခြေအိပ်ဒီဝင်ထားတယ်ဒီလားညဆိုကျမအိမ်တော့ဆိုလေဘယ်လိုကောင်းဆိုကြည့်လို့လေအဲ့လိုစုပ်ပြီးနှစ်ထပ်လောက်စုပ်ထားတယ်သူကအရင်အေးလုံးနဲ့တော့လေအစားသောက်စားရင်တော့မှအဲ့လိုအစားမကြည့်ချင်လို့လေဖြစ်ချင်တယ်ပေါ့နော်အဲ့ကျမညနေအောင်မရှင်
ဒီတူလေးလေးလိုက်ကြည့်ပြပါအောင်နော်ပြင်လို့ပြီးတော့ပါပြီရှင်သူများခံကိုပြင်ပြီးလိုက်အောင်နော်ပေါင်းမယ်နေပြီလားနေပြီလားပြင်းနေပြီလားPhoto shooting နဲ့မတော်သမီးလေးတော်တာ မျက်နှာစိတ်ပေါ်မှရတာ တော်အေးအေးပဲအေးအောင်ထုံးတယ်ဝတ်ထားတယ်ဝတ်စား ငါဒီလိုလုပ်ဖြစ် ပြုံးတော့မြင်နှလုံးလေးမိတ်လိုက်နှိပ်ပြီးတော့ပြုံးပြီးတော့နှလုံးလေးဖွင့်ပြီးတော့ Ready shoot နှစ်ယောက် AC စကားလေးပါလေးပြောပြီးတော့လမ်းလျှောက်လာခဲ့။နှစ်ယောက်ဆုပ်လို့ရသလောက်ပဲလက်ကင် အရန်ချမ်းတယ်မနာကတိလား လက်ကင်နှစ်ယောက်သား AC စကားလေးပြောမျက်နှာလေးဟိုးဘောက်ပဲကြည့်မယ်မျက်နှာဟိုးဘောက်ငါကြောက်ခွန်ရှစ်ကိုဆယ်ခုเนาะဒီမှာ ဟုတ်ကဲ့ဟုတ်ဟုတ်ခလုံးမီလာရအော်ဒီရောက်ပြလိုက်မယ်လေ 这个我 ထဲနေတယ် တောင်းရွက်တောင်းရွက် ပြန်ဖွင့်မရ ငါက အကြိုက်ပြီလား ခမမစား အကြိုက်ပြီလားမပွင့်ပါအကြိုက်ပွင့်ပြီလား ခုနကပိတ်လို့မရတော့သူဟာကြီးဒါကတော့ပြည့်ကျော်ပြည့်ကျော် ဝင်လိုက်တယ်ဆရာဝင်လိုက်အခုနမသိတယ်နေတယ် အာခလုတ်ပြတ်သွား အခုလုံးမအားကုန် ကောင်း ကောင်း ကောင်းရေး ပါလေဒီဘက်ကဆန်းဆက်ကောင်လူအရန်ရှင်းတယ်ဟိုဘက်ကဆန်းဆက်ကောင်လူအရန်များပါတယ်ဒီလိုအေးစစ်စစ်နဲ့လေဆန်းဆက်ကြည့်ချင်တယ်ဆိုတော့ဒီဘက်ဆန်းဆက်ကောင်လာတယ်နော်
ဒီနေ့ကတော့ပကံဒီတူးလေးကိုမှဒါကျမတို့လဲပြီးပြီပေါ့နော်ရေလဲချိုးပြီးပြီဆိုတော့ခဏနေကြရင်ဟိုအောက်မှာပေါ့နော်တငယ်ချင်းတွေဝိုင်းဖွဲ့ပြီးတော့နည်းနည်းပါတောက်ကြစားကြမယ်ပေါ့နော်အခုလေဒါကျမတို့တငယ်ချင်းတွေအုပ်စုလိုက်လာပေါ့နော်ဒီနေ့နဲ့ဆိုရင်ပကံကို3ချိန်မြောက်ရှိသွားပြီပေါ့နော်ကိုရီးယားပဲလေပကံနဲ့ရေဆက်ရှိတယ်ပဲပြောရမလားတော့မသိဘူးတောင်တောင်ဆိုရင်ကွာခရီးတစ်ခုသွားရင်တနေရာဆိုရင်တစ်ချိန်လောက်ပဲကိုရီးယားသွားပြစ်တယ်ပေါ့နော်ကျမတို့ကအခုဒီပကံဟိုကဒါနဲ့ဆိုတငယ်ချင်းနဲ့ဆို3ခေါက်ပေါ့နော်ကျမအတွက်ကတော့4ချိန်မြောက်ဖြစ်သွားပြီမယ်အရင်တော့အလောက်ကလည်းလိုက်ပို့ဘူးတာတစ်ချိန်ဆိုတော့အခုတငယ်ချင်းနဲ့3ချိန်ဆိုအားလုံးပေါင်းတော့4ချိန်ဖြစ်သွားပြီပေါ့နော်ကိုရီးယားပဲရေစက်ရှိလို့လားတော့မသိဘူးဒီကိုတော့ခဏခဏရောက်ဖြစ်တယ်ဒီမှာလဲရတာလည်းကြိုက်တယ်ဒီကိုတစ်ခါပြန်လာရင်မသိရင်လေကိုယ့်ရဲ့ရွာကိုပြန်လာတဲ့အတိုင်းပဲပေါ့နော်အဲ့လိုမျိုးခံစားချက်ကိုခံစားရတယ်ပေါ့နော်ပြီးတော့ပြောချင်တာလေအခုဒီတစ်လပိုင်းလာမှဆိုရင်လေအရန်အေးတယ်နော်အနှွေးတယ်2ထပ်လောက်ကိုဝေးရတာအရန်အေးတယ်အဲကြောင့်မလို့ဒီလိုမျိုးစောင်းရတယ်စောင်းရင်းပဲပေါ့နော်ပကံလာမယ်ဆိုရင်လို့အနွေးရလေးတွေထူလေးတွေဝတ်ခဲ့ပေါ့နော်အညာဆောင်းကလေအရန်အေးတယ်ကိုရီးယားတွေရန်ကုန်မှာနေကြဆိုရန်ကုန်မှာအဲ့လောက်ထိမအေးဘူးစောင်းရင်းဆိုလဲစောင်းရင်းဘာစောင်းရင်းကဘာမှန်းတော့မသိလိုက်ဘူးပေါ့နော်အခုကဒီမားတွေတော်တော်လေးကိုအေးရထားမှတော်သေးတယ်အနွေးတွေ2ထည်လောက်ယူခဲ့လို့အရင်ရောက်တဲ့တငယ်ချင်းတွေရှိရောလေသူတို့ကပြောတယ်အရန်အေးတယ်လို့ပြောလို့လေအနွေးတွေ2ထည်လောက်ယူပါလားမဟုတ်ရင်ကိုဖတာကိုဆိုရင်ထည်လောက်ပဲယူပြစ်မှာပေါ့နော်ဒါပေမဲ့ဒီနေ့ဒုတိယမြောက်ရက်ကတော့လေအေးရောတယ်လို့ပဲပြောရမလားတော့မသိဘူးလူရှင်းလင်းလိုက်အောင်ပဲအရန်အေးတော့အသားလည်းမတရား6ကလို့ဖုံကလည်းအရန်ထူတော့အသား6တဲ့ပုံမှာမှလေဖုံကတ်သွားလို့ရှိရင်ကိုဆိုအရန်ကြည့်ရဆိုးတယ်ပြီးတော့လေပကံမားလေဖုံအရန်ထူတယ်သိလားဖြူလိုက်လေအုတ်ထုတ်လေးတွေဒါမှမဟုတ်တပတ်ပေါ့နော်ပါဝါလေးတွေယူခဲ့ဖို့တော့လိုလိမ့်မယ်မဟုတ်ရင်လေဖုံအရန်ထားတဲ့ခါကျတော့ခေါင်းကလေတရက်တစ်ခါတော့ရှော့ရတရက်တစ်ခါတော့ရှော့ရတယ်ဒီနေ့ဆိုရင်ကျမအရန်အေးတော့လေကိုမနဲ့ကိုခေါင်းမရှော့နိုင်တော့ဆိုင်မှာသွားရှော့ရတယ်မဟုတ်အရန်အေးလို့မခံစားနိုင်ဘူးပြီးတော့ဒီကရေတွေကလည်းစီးတယ်ကွာရေစီးတဲ့ခါကျတော့ကြမ်းကြမ်းခေါင်းရှော့ပေးတော့မှသမီးကကြမ်းကြမ်းနေဖြစ်နေတာဒီဟိုတယ်မှာရှော့လဲအိမ်တိုင်းပဲဆိုင်မှာရှော့လဲအိမ်တိုင်းတော့ဒီလာမယ်ဆိုရင်အောက်ထုတ်ကလေးတွေပေါဝါလေးတွေယူခဲ့ပါရှင်ကိုတငယ်ချင်းနေနဲ့အောင်မသွားပြီးတော့မုတ်စားလိုက်ပါအောင်မေရှင်ဒီဆဲပဲမှာ2026တက်ထပ်ပြီးတော့ဆူတောင်းခဲ့ပါတောင်းခဲ့ပါတယ်ပြန်လာမယ်သားတာကိုကရွှေလိုချင်နဲ့ရွှေဘူးတဲ့ကိုအိတ်ဆန်လေးထည့်ထားငွေလိုချင်နဲ့အဲ့လိုမျိုးကွာပတ်စံအိတ်တို့ဘာလို့လဲထည့်ထားပါတော့အဲ့ဆိုရင်ပွားပါတယ်ကဲဘယ်ဘူးလဲထည့်မှာလဲ ရွှေဘူးသေးပါဒါရွှေဒါငွေ ဒါတော့အတိတ်တံပြီးအောင်သွားတဲ့သူတွေပြန်လာပြီးတော့ပွဲပြီးသွားတယ်လို့ပြောပါတယ်ရှင်ဒါအလူတော်ပြည့်ဖျားပါဝေးလူပဲပါပြီရှင်နာဝါရီစိန်ဖြစ်ပါတယ်ပူဆိုရင်တော့အေးသေးသေးအပွေးစိန်ဟိုပါပါရှင်ရမ်းမှန်ရမယ်ရမ်းဒီနေ့ရပါလေလာတင်ကိုပြီးတော့ပြီးတော့ဒီလိုကပါမတ်နေအမမ